ဘာသာလဲမှန်းပြီးကြက်တာလည်းမဟုတ်ဘူးသူကအေးပါသူ့လို့သူလုံးရမှာဆိုသူ့လို့သူလုံးနေတယ်သူ့လို့ညာလေးသူစာကျက်တဲ့နေရာလေးစာကျက်တဲ့နေရာလေး6ဘာသာထိကဲဗျာကုန်နေပြီပေါ့ဗျာ6ဘာသာဒီတော့ကိုเจ้าမနေတော့ကိုသားလေးလို့ပြနေတာကိုတပည့်လေးလို့ကျောင်းရဲ့လက်ထဲမှာဒီနေ့ဒီလေးတွေကဒီကနားနဲ့စားချင်တဲ့ချိန်စားသူသမီးမစားဘူးဘုံပဲတင်စားလည်းမစားဘူးသမီးကတော့တော်တော်စားတာဖုံးမကန်နော်သူဖုံးသားမှာဆရာလေးဖုံးနေပဲသူ့အမေနေပြီးဆက်ဟောဗျာဖုံးလည်းမရှိဘူးကိုင်လည်းမကိုင်ဘူးအဲ့တော့စာမဝဲဖြစ်ကနေဟိုတော့နာလာအလိုကြတော့သူ့မေကဖုံးပေးတယ်ဘယ်လိုဖြစ်လဲမေတွေပေးတဲ့ဖုံးလေးပေးတာတော့မယူဘူးဒါတို့ရွာကိုဆက်ချင်ရှာကြီးပြန်တယ်အေးမောင်လည်းပဲဆက်တယ်ဩကကြည်ရနော်ဒီကေထဲမှာအခုဆိုကလေးတွေငယ်လေးတွေကဒါကိုချမ်းမြေအောင်ပါဗျငယ်လေးတွေကကိုင်တဲ့တဲ့ကျွေးတွေကဖုံးနေဟုတ်တယ်လေမူကေကြည်တဲ့နေတဲ့ကလေးကစာကျောင်းကပြန်လာရင်ဖုံးမဲ့ခိုင်းတော့ဆရာမကြီးကတမူးမဲ့အောင်ရဲ့မင်းချောင်းပါတာလည်းမနေ့မိုးရတက်လာတယ်တက်လာခဲ့ဆိုပြီးတက်လာတယ်ဆရာမကြီးကလမ်းပေါ်ဆရာလေးဖုံးပေါ်လာသူ့ဘွားရဲ့ဖုံးပေါ်လာသူ့ဖုံးနေဒါအောင်နမရိတ်တာပါနော်တလားကို9တောင်းပွဲကြီးတာသူကျန်9တောင်းပွဲဆရာမကြီးတော်မာလာဆင်ရလည်းကျေးဇူးတွေပါတယ်ဗောနော်ဆရာမကြီးတော်မာလာဆင်အရာကတက်ပါအရာကတက်ဆက်တော့တွေ့လိုက်တယ်ဆရာမကြီးတော်နော်ဆရာမကြီးတော်ပါတယ်ဆရာမကြီးတွေမဟုတ်ပါဘူးအကုန်လုံးအရာကတက်ဆရာမတွေဒါသူတို့ရဲ့ကြိုးစားအားထုတ်မှုဒီကလေးပေါ်မှာသင်ကြားမှုတွေကြောင့်လဲဒါတချို့ကိုယ်ပိုင်ကျောင်းနေထားကြတယ်ဘော်ဒါတွေထားကြရတော့မှကျွန်တော်တူမတွေတပည့်တော်တူမတွေမအောင်ဘူးမအောင်ဘူးဘော်ဒါထားတယ်ကိုယ်ပိုင်ကျောင်းတာမတော့ဒါသူ့ရဲ့ကြိုးစားအားထုတ်မှုကဒါမှတ်တမ်းတင်ရမှာပါမောင်ဘိုးဘိုးကျော်ပေါ့ဒီကျောင်းမှာဝေယဝိဆလုပ်နေပြီးတော့ဒီနေရာလေးမှာပေါ့ဒါသူဒါစာကျက်တဲ့နေရာလေးနော်ဒါဒီနေရာလေးသူစာကျက်တဲ့နေရာလေးစာကျက်တဲ့နေရာလေးကျောင်းမှာဝေယဝိဆလုပ်ခြင်းနဲ့တားကအရကနဲ့တစ်နော်အရကတစ်ခုနပါရှစ်လားဟလားခုနပါရှစ်နဲ့နော်ယခုနေ့2016မှာဒါ6ဘာသာထိကဲဗျာကုန်နေပြီပေါ့ဗျာ6ဘာသာတော်လိုက်တာဒါနော်ဖုံးလည်းမရှိတော့ဒါကြောင့်ဆက်တော်လို့မရတာနော်ဒါကြောင့်အဲ့ထွက်ကြည့်ပြီးနောက်ပိုင်းမှာလိုက်မေးသေးတယ်လိုက်မေးသေးတော့ဖုံးကလည်းဘလို့မှဆက်မိသားစုကျွန်တယောက်ပဲဖုံးရှိတယ်တယောက်ဖုံးရှိတယ်ရွာထိတ်ကကဲမောင်မို့ကြောပါဒါလေးအခုကကျွန်တော်တို့အောင်တော်ရိပ်တာဒါလေးမောင်မို့ကြောတဲ့သူဘာသာရက်ကတော့ဘိုင်းအိုဝိဇ္ဇာတွဲတိတ်ပန်ဘိုင်းအိုတိတ်ပန်တွဲဒါယူထားတာအမှတ်စင်းရတော့ဒါကျွန်တော်တို့မတီးမသိဟိုနေသူကြည့်ကျင်တာတော့ရှောင်းဝင်ရိုင်းကဲလေရလဲအဖေရောအဖေလေးမေရောဒါကဖခင်ကြီးပေါ့ဒါကအမေဒါအဖေနဲ့အမေကျွန်တော်တို့ပက်ပြဲအုပ်စုစခန်းညောင်းကြီးကျွေးရမှာနေတာပါစီးပွားရတော့မမင်းနဲ့လေချက်ကန်လောက်ထားရတာသူများလေသူတို့ဆက်တော်ကြည့်မှလို့တော့ဖုံးမရှိလို့ရွာထိတ်ကဖုံးပဲရကဲဒါကတော့ရွာကမိသားစုဆွေတော်မျိုးတော်တွေပေါ့ဒါဆရာကြီးဘုရားတွေလည်းကျေးဇူးတင်ရမှာပါဆရာကြီးဘုရားတွေကသူတို့သားတပည့်လေး6ဘာသာဆိုတော့ဝမ်းသာနေတာဝမ်းသာကို10သိန်းရစာမလိုက်လို့ဝမ်းသာနေကြတာစာရီကျက်တာလည်းတော်တော်ကျက်တယ်ဆိုဟာအဲ့ပြောတယ်ဘာမှမပါရင်တော့မြန်မကျက်နဲ့တော့သူကဘယ်ကျင်နေတာကျက်ဟာအဲ့ကိုမအိတ်တာဟုတ်လားအဲ့ချင်းကလို့ရှိရင်စာပြင်းနေနိုင်တယ်ပြီးရင်ခေါင်းနဲ့နောက်လာရင်တရားထိုင်တယ်တရားရှိခိုးတယ်အဲ့လိုကြိုးစားတာအဲ့တော့ကိုကြိုးစားတာကိုလည်းမဟုတ်သူလည်း6ပါးတာမမှန်းတာဘူးအေးဟဲ့လားငါးပါးတာမမှန်းဒါကိုသားမမှန်းသူ့ပဲပါတယ်လို့ပါကိုသားလေးလိုဖြစ်နေတော့ဆရာကြီးကလည်းဘလောက်ဝမ်းသာလိုက်မလဲနော်6ပါးတာခေါင်းနောက်ရင်တရားထိုင်တယ်ဩသူ့ပါညပဲတောင်းလေးပဲဟုတ်ကဲ့ဟုတ်တယ်မဟုတ်ဘူးအဲ့လို6ပါးတာလည်းမှန်းပြီးကြက်တာလည်းမဟုတ်ဘူးသူ့ပါ
အေးပါသူ့လို့သူလုံးရမှာဆိုသူ့လို့သူလုံးနေ သူ့လောက် တော်လိုက်တာ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 နေချင်းပေါ့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 6ဘာသာကုန်လို့ရှင်မဘိုးဘိုးပြောပါဒါဒီကချင်းကြောင်ကဆရာကြီးဘုရားကဆုချတာဒါဆရာကြီးဘုရားကဆုချတာကလေးတို့တော်လို့ကိုထဲလွင်မဦးအောင်စောလိုင်းကကိုစောဝင်းချိတ်တာလေကိုစောဝင်းတက်ကြီး